ရန်ကုန်မြေကြီးတိုင်းရင်းနှင်းဖြစ်နေချိန်မှာ T2MB ကိုတောင်းကနေနဲ့ game မြေပိုင်ဆိုင်လို့ရမယ့်နေရာရှိနေရဆိုရင်တိုက်ကြီးမျိုးရဲ့ပထမဆုံးအပန်းဖြစ်အရာစီမံကိန်းကြီးမင်္ဂလာပါရှင် KD နဲ့ပြပြပေးချင်တာကတော့ကြောက်တော့ Eco Villa အပန်းဖြစ်အရာစီမံကိန်းရဲ့ game မြေကွက်အယောင်ပြပွဲကြီးတောင်းပဲဖြစ်ပါတယ်ရှင်ဒီစီမံကိန်းကဘယ်မှာလဲဆိုတော့ရန်ကုန်ကနေ2နာရီလောက်ကောင်းမောင်းရုံနဲ့ရောက်နိုင်တဲ့တိုက်ကြီးမြို့နေမှာပါပြည်လမ်းမကြီးတိုင်းလာပြီးဟောက်ကြီးလမ်းလေးကို3မိနစ်လောက်ချိုးဝင်လိုက်တာနဲ့စီမံကိန်းကိုဖြစ်ပါပြီကုန်းမြင့်ပေါ်မှာတည်ရှိရကြောင်းရန်ကုန်တိုင်းရဲ့အကြီးဆုံးဖူးကြီးကအလားကိုအပေါ်စီးကနေခန်းစားနိုင်တယ်လို့ပတ်ပတ်လည်မှာရှိတဲ့တဘာဝအလားတရားကြီးကိုမိမိနေအိမ်မှာကြည့်ရှုခန်းစားနိုင်တဲ့အလွန်လှပတဲ့နေရာမှာတည်ရှိရပဲဖြစ်ပါတယ်ဘလို့လူတွေဝယ်ယူတင်တယ်မြို့ပြရဲ့မွေးချက်မှုရန်ရုံထွက်ပြီးအားလက်ချိန်တိုင်းမှာအနားယူဖို့ second home ပိုင်ဆိုင်ခြင်းတဲ့သူတွေဒါမှမဟုတ်ခိုင်မာတဲ့ခင်မျိုးပေါ်မှာရင်းနှီးမြှုပ်နှံပြီးရထကောင်းလိုချင်တဲ့သူတွေအတွက်ဆိုရင်တော့မဖြစ်မနေဝယ်ယူတဲ့စီမံကိန်းတစ်ခုပါပဲရှင်ခင်မျိုးပေါ်မှာခေါ်ဆောင်နေပြီးတော့စီမံကိန်းရဲ့6ဧကကို green area ဖြစ်အသုံးပြုပေးပါမယ်အရာစီမံကိန်းကြီးပဲဖြစ်ပါတယ်ရှင်မြေခွက်ကျယ်ရီအနေနဲ့ပေ40ပေ6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 0ပေ80အစရှိတဲ့မြေခွက်တွေပါဝင်မှာဖြစ်ပြီးမြေခွက်စုစုပေါင်း100ကျော်ရှိပါတယ်1 square feet ကိုမြန်မာငွေကျပ်9000ကျော်လောက်နဲ့စတင်ဝယ်နိုင်မယ့်အခွင့်အရေးလေးရရှိအောင်ပါ။ဒါကြောင့်အခွင့်အရေးတွေကိုလက်မလွတ်ဖို့အတွက်အရေးတွက်ခက်ထားရမယ်လို့မြင်မြင်ဝယ်မှစိတ်ချရမယ်နော်။ဒီစီမံကိန်းကဘာထူးကြလဲ။အခြေခံစောင့်ပိုင်းမှာလည်း36ပေကျဲရှိရနေလေလမ်းမီတိုင်းနေ transformer တွေပြင်စီမံကိန်းဝင်းအတွင်းမှာတစ်ပင်တွေစနစ်တကျစိုက်ပျိုးပေးဦးမှာပါ။စံတကွက်ချင်းစီကိုလည်းအုတ်တိုင်း3ပတ်ခတ်ပေးသွားမှာပဲဖြစ်ပါတယ်။ facility အနေနဲ့လည်း garden, swimming pool, gym, playground, restaurant, coffee shop တွေအကုန်ပါဝင်မဲ့အပြင်developer ကိုယ်တိုင်က property management ဝန်ဆောင်မှုတွေလည်းပေးသွားမှာဆိုတော့လူချင်းမျိုးတို့ဘက်ကဘာမှပူစရာမလိုတော့ဘူးပေါ့။ February 9ရက်10ရက်စနေတနင်္ဂနွေ Novotel Hotel ပြည်လမ်းမကြီးစိုက်ပျိုးရေးမှတ်တိုင် Level 4 Eureka Room မှာမနက်9:00ရက်နေ့ညနေ9:00အထိရှိနေမှာနော်။ Alibaba promotion နေနဲ့အရေးသက်ကန့်သတ်ထားတာမို့လက်သက်ဖို့လိုမယ်နော်။ကဲဒီတော့အိမ်မက်ထက်ကအပန်းဖြေအိမ်လေးကိုလက်တွေ့ပိုင်ဆိုင်နိုင်မှုအတွက်အခုပဲ iMyanmar House ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းလိုက်တော့နော်။ iMyanmarHouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်